တကယ်ကိုမယုံနိုင်စရာပါပဲကျွန်တော်တို့မြင်နေရတဲ့ဒီလိုတွေ့နေကြဆိုင်ကယ်ဟောင်းတစ်စီးနဲ့ရှေးရိုးဆွဲလေးလံတဲ့တစ်သားထွန်တစ်ခုကိုပေါင်းဆက်ထားတာပါဒါကိုလူငယ်လေးကကိုယ်တိုင်ပြုပြင်မွမ်းမံပြီးရွှွတ်နွန်ထဲမှာအားကောင်းမောင်းတန်မောင်းနေနိုင်တဲ့မြေလံဆက်ကြီးတစ်စီးအဖြစ်ဖန်တီးလိုက်တာပါဒီလူငယ်လေးဟာငယ်ငယ်ကတည်းကစက်ပစ္စည်းတွေကိုပြုပြင်ရတာကိုအယမ်းဝါသနာပါခဲ့တာပါနှစ်ပေါင်း20ကျော်အတွင်းမှာသူဟာစက်မှုပိုင်းဆိုင်ရာတွေကိုနားလည်လာယုံတင်မကပဲကျွမ်းကျင်တဲ့ဂဟေဆက်အတတ်ပညာတွေကိုလည်းတက်မြောက်ထားပါတယ်သူ့ရွာမှာဆိုရင်သူဟာနမေကြီးတီထွင်သူတယောက်ဖြစ်နေပါပြီနောက်လမှာသူ့ရေးစားရဲ့မွေးနေ့ရှိတော့သူဟာထူးခြားပြီးအတိတ်ပဲရှိတဲ့လက်ဆောင်တစ်ခုပေးဖို့အတွက်တော်တော်လေးစဉ်းစားခဲ့ရပါတယ်ရုတ်တရက်ဆိုသလိုခြံထဲမှာအသုံးမပြုဘဲထားတဲ့ဆိုင်ကယ်ဖြူလေးနဲ့တစ်သားထွန်ကိုသူမြင်သွားပါတယ်ဒါနဲ့ပဲသူဟာဒီဟောင်းတွေကိုသုံးပြီးသူ့ရေးစားရဲ့မိသားစုလေယာလုပ်ငန်းမှာကူညီပေးနိုင်မဲ့ထူးခြားတဲ့မွေးနေ့လက်ဆောင်တစ်ခုကိုကိုယ်တိုင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အခြေခံပိုင်းတွေပြီးတဲ့နောက်မှာတော့သူဟာအင်ဂျင်ပိုင်းကိုစတင်ပြင်ဆင်ပါတယ်ဆက်သွားတွေမှာချိန်ကျိုးတွေကိုတက်ဆင်ပြီးချောချောမွေ့မွေ့လဲပတ်နိုင်ဖို့အကြိမ်ကြိမ်ချိန်ညှိပါတယ်နောက်ဖီးကိုတက်ဆင်တဲ့အခါမှာလည်းချိန်ကျိုးကိုအတိအကျချိန်ညှိပြီးဝက်အူတွေကိုတေချာကျက်အောင်လုပ်ခဲ့ပါတယ်အရေးကြီးဆုံးဖြစ်တဲ့ကိုယ်ထဲပိုင်းကိုစတင်တိဆောက်ပါတယ်ဆိုင်ကယ်ရဲ့နောက်ပိုင်းမှာတန်ပိုက်အကြီးကြီးတစ်ခုကိုဂဟေဆက်ပြီးတွန်းတံပုံစံလှုပ်လိုက်ပါတယ်သူဟာတန်ပိုက်ပေါ်မှာအပေါက်တွေဖောက်ဖို့အတွက်အရန်ကိုအာယုံစိုက်ပြီးလှုပ်ဆောင်နေပါတယ်ဗျ။ဤနောက်မှာတော့ဒီပုံစံတံပြားတွေကိုတွန်းတံမှာခိုင်မာဂဟေဆက်လိုက်ပါတယ်နောက်ဆုံးမှာတော့တွန်းတံနဲ့ဆက်သွယ်မဲ့အစိတ်အပိုင်းတွေကိုတေချာအောင်ထပ်ပြီးဂဟေဆက်ပါတယ်သူဟာထွန်ဆက်နဲ့တွန်းတံခိုင်မာချိတ်ဆက်မိဖို့အတွက်တေချာချိန်ညှိနေပါတယ်အားလုံးပြီးလို့လေကွင်းထဲမှာစမ်းတက်မောင်းနေတဲ့အခါမှာတော့အန်တာစရာတွေဖြစ်လာပါတယ်သူဟာပြုပြင်ထားတဲ့ဆိုင်ကယ်နဲ့လေထဲမှာမောင်းနေပြီးအင်ဂျင်တန်ကလည်းတကယ်ကိုဟိန်းထွက်နေပါတယ်နောက်ကထုံကလည်းမြေကြီးတဲကိုနက်နက်ရှိုင်းဝင်သွားပြန်မြေတွေကိုလန့်ပေးနေပါတယ်မြေကြီးတွေဟာချက်ချင်းပဲလန့်တက်လာပါတယ်ဒါကိုမြင်တော့သူ့ရေးစားကလည်းအယမ်းကိုပျော်ရွှင်သွားပြီးသူ့ကိုချီးကျူးစကားတွေပြောနေပါတယ်အခုဆိုရင်လုပ်ငန်းစဉ်တွေပြီးလောက်ရှိပါပြီတင်တို့ရောဒီလက်ရာကိုအမှတ်ဘယ်လောက်ပေးခြင်းလဲ
။